Accrual accounting concept အကြောင်းကိုပြီးခဲ့တဲ့ပတ်ကလည်းပြရှင်းပြခဲ့တယ်ပေါ့နော်ဒီ Accrual accounting concept ဟာဆိုလို့ရှိရင်သူက revenue ပေါ့နော် revenue and ဖြစ်တဲ့အချိန်ဒါမှမဟုတ်လို့ရှိရင်ပေါ့နော် expense ကတကယ်ကျတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာစာရင်းသွင်းရမှာဖြစ်တယ်ပေါ့နော်ငွေတကယ်ရတာငွေတကယ်ထွက်တာကိုကြည့်ရမှာမဟုတ်ဘူး income ဖြစ်တယ်เนาะ and ဖြစ်တဲ့အချိန်မှာကြည့်ရတယ်လို့ပြောတဲ့အချိန်တော့ကအဲ့ချိန်တော့လေဖြူဒီ expense ကိုမီတာကနဲ့ဥပမာပေးခဲ့တယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးမီတာကဆိုလို့ရှိရင်ကြတော့ဒီလောက်ပေးရမယ့်မီတာကဒီနောက်လာရဲ့လာစမ်းကြတော့မှမီတာပေထွက်တယ်ပေါ့နော်အဲ့ခါကျတော့ဒီမီတာပေကိုကခန့်မှန်းပြီးတော့မှစရင်းသွင်းခဲ့ရလို့ပြောရပေါ့နော်ဒီနေ့ကကြာအဲ့လိုမျိုးခန့်မှန်းပြီးစရင်းသွင်းလိုက်တဲ့ဟာတွေကcase 3ခုနဲ့ပေါ့နော်ဘာလဲဆိုရင်သူကကိုခန့်မှန်းထားတာနဲ့မီတာဘေးနဲ့ကကွက်တိကျရဲ့အနေအထားမျိုးလေးရှိနိုင်တယ်လို့နောက်တစ်ခါကျ over estimate ဖြစ်သွားတယ်နောက်တစ်ခါကျ under estimate ဖြစ်သွားရပေါ့နော်အဲ့လိုအခြေအနေတွေမှာကိုကဘာလုပ်ရမလဲဆိုတဲ့အခါမှာ adjust လုပ်ရမယ်ဒီနေ့ဟာဘာလဲဆိုလို့ရှိရင်တော့ debit entry မှာ adjustment ဘယ်လိုလုပ်မလဲဆိုတဲ့အကြောင်းကိုရှင်းပြပေးမှာပဲဖြစ်ပါတယ်ရှင်အဲ့တော့ဒါကိုမရှင်းပြသေးခင်မှာလည်းပြတော့ဒီ accounting equation ပေါ့နော် accounting equation ဒီ assets equal to capital plus liability ဒါက original ပေါ့နော် standard accounting equation ရှိရယ်အဲ့ဒါကကြတော့ assets plus expense capital plus income plus liability အဲ့တော့ဒီနေရာမှာဒီ equation ရဲ့ဘယ်ဘက်ချမ်းမှာရှိရဲ့အကောင်လေးဟာ debit ဖြစ်တယ် equation ရဲ့ညာဘက်မှာရှိရည်ဒီ credit side ဖြစ်တယ်ပေါ့ electricity bill ပေါ့မီတာခပြီးကိုယ်ခန့်မှန်းထားတဲ့ estimated amount ဒီ350 USD ပေါ့နော် okay ဒီအတွက်ဆိုလို့ရှိရင်ဘယ်လိုမျိုးစာရင်းသွင်းခဲ့သလဲပေါ့နော်debit entry မှာစာရင်းသွင်းမယ်ဒီအကောင့်လေးဆွဲလိုက်မယ်ပေါ့နော်မီတာက350လို့ခန့်မှန်းထားတယ်အဲ့တော့မီတာဘေးဒီ electricity expense ဒီ expense ဖြစ်တဲ့အခါကျသူဒီ debit side မှာထည့်ရမှာဖြစ်ပါတယ်350နောက်ပြီးတော့ဒီ expense ဒီပတ်စံငါတကယ်မပေးရသေးဘူးပေါ့နော်မပေးရသေးဘူးပေးရန်ရှိဒီလမှာငွေမပေးရသေးဘူးနောက်လပေးထွက်တော့မှငွေပေးရမှာဖြစ်တယ် cash တော့မဟုတ်ဘဏ်ကနေငွေပေးရမှာဖြစ်တယ်အခုတော့မပေးရသေးဘူးဖြစ်တဲ့အခါကျတော့ပေးရန်ရှိဆိုတဲ့ account ပေးတွေပဲaccount ပေးတွေပဲကဘာလဲဆိုရင်သူဒီ liability ဖြစ်တယ် liability ဆိုရင် credit အဲ့ဒါကြောင့်မို့လို့ credit size မှာ350 USD ဆိုပြီးတော့မှာလည်းပြောလို့ဒီစရင်းသွင်းခဲ့တယ်ပေါ့နော်အဲ့တော့ဒါကပထမစရင်းသွင်းခဲ့တာအဲ့တော့ case ကဖြစ်သွားပြီ case ကဘာလဲဆိုရင်တော့ပထမတစ်ခုကကြတော့ကိုရီခန့်မှန်းထားတဲ့ estimated က350နဲ့เนาะတကယ်ထွက်လာတဲ့ actual pay နဲ့ဟာသွားတူတယ် actual pay ကလည်းဘာဖြစ်သွားလဲဆိုရင်သူဒီ350 USD 350 USD ဆိုတာနောက်လပေါ့เนาะအခုဒါဂျွန်အတွက်လေးဖြူခန့်မှန်းထားရဲဆိုရင်ဇူလိုင်မှာဘေးကထွက်လာတယ်ပေါ့เนาะ350အဲ့ဒါဆိုရင်တော့ဒီလမှာလေးဖြူဘာလုပ်ရမလဲဆိုရင်ပတ်စံပေးရမယ်ပေါ့เนาะဘေးဆောင်ရမှာဖြစ်တဲ့အခါကျတော့ငွေထွက်သွားမှာเนาะငွေထွက်သွားမှာ cash တော့မဟုတ်ဘဏ်ကနေပြီးတော့မှငွေထွက်မှာဘယ်လောက်ထွက်မှာလဲဆို350 USD အဲ့တော့ cash တော့မဟုတ်ဘဏ်ဒီဘာလဲသူဒီ assets တွေဖြစ်တယ် assets ဒီ debit ဒါပေမဲ့သူတို့ကဘာဖြစ်လဲဆိုတော့ငွေဒီရော့သွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ credit size မှာ350သွင်းရမှာဖြစ်တယ်เนาะ debit entry သွင်းရမှာဖြစ်တယ်ဆိုရဲ concept ကကြတော့ duality လို့ခေါ်ရပါတော့ duality concept ဒါကလည်းပဲဒီ IFRS ရဲ့ဒီ accounting concept တွေရဲ့တစ်ခုဖြစ်တယ်ပေါ့နော် duality concept အရာဆိုရင်တော့ transition တစ်ချောင်းမှာနှစ်ကြိမ်သွင်းရမှာเนาะဒီမှာလည်းပြောဒီမှာ350ဒီ credit size မှာသွင်းပြီးသွားပြီဒါကဘာလဲဆိုရင်ငွေတွေပေးလိုက်ပြီဖြစ်တဲ့ရှေ့မှာလည်းပြောပါလဲဆို account ပေးတွေပဲမှာငွေပေးရန်ရှိဆိုပြီးတော့မှာ account ပေးတွေပဲမှာ350သွင်းခဲ့တယ်ပေါ့နော်အခုကကြာ तू ကပေးရန်မရှိတော့ငွေချေးလိုက်ပြီဆိုတဲ့အခါကျသူ့ရဲ့နော်ငွေပေးရန်ရှိတာမရှိတော့ဘူးဆိုတဲ့အခါကျတော့သူ့ရဲ့ဆန့်ကျင်ဘက်နော် opposite size မှာ350နော်လို့ဆိုလို့ရှိရင်ခြေသွားရေပေါ့နော်ကိုတွက်ထားမှန်သလားဆိုတာဘယ်လိုစစ်ကြည့်လို့ရလဲပေါ့နော်ဒါလည်းဖြူရဲ့ကိုဟာကိုစစ်တဲ့နည်းလေးပေါ့နော်ဒါကဘာလဲဆိုရင်တော့
electricity expense ဒီ debit ဒီဘက် equation ဒီဘက်မှာပေါ့နော်သူဒီ debit ဖြစ်တဲ့အခါကျတော့3နဲ့မှ50เนาะ account payable ဟိုဘက်မှာเนาะ liability credit side မှာရှိရမယ့်အကောင်ပဲဒါပေမဲ့သူက debit နဲ့ credit မှာသူကြည်သွားတာဖြစ်တဲ့အခါကျတော့3နဲ့မှ50အနောက်3နဲ့မှ50เนาะပြီးသွားတဲ့အခါကျတော့ cash သို့မဟုတ်ဘဏ်ဒီပါလဲဆိုရင် access ဖြစ်တဲ့ access ဆိုတော့ debit side မှာဆိုပဲသူဒီဘာသွင်းခဲ့လဲဆိုရင် credit side မှာစရင်သွင်းတဲ့အခါကျတော့အနှုတ်3နဲ့မှ50ဒါဆို equation ကဘာဖြစ်သွားလဲဆိုရင်အကုန်ကြည်သွားတယ်ပေါ့နော်ကြည်သွားတော့ကိုဒီမှာနော်သွင်းခဲ့တဲ့ဟာဒီဘာဖြစ်လဲဆိုရင်မှန်တယ်နော်မှန်တယ်လို့ကိုယ့်ဟာကိုဒါတွက်လို့ရတယ်ပေါ့နော်နောက်တစ် case တစ်ခုကကြတော့ case 2ပေါ့နော် case 2မှာဘာဖြစ်သွားလဲဆိုတဲ့အခါမှာတကယ်တမ်းကိုယ့်ရဲ့ဒီစောင့်ရမယ့်ဘေးဒီ380 USD ပဲနော်ကိုခန့်မှန်းထားတာ350တကယ်ထွက်လာ380ဆိုကိုကဘာဖြစ်သွားလဲဆို underestimated ပေါ့နော် underestimated amount နော်ကိုခန့်မှန်းထားတာကနေသွားတယ်ဆိုတော့380တွေက350ကိုနှုတ်တော့30เนาะအဲ့ဒီ30 USD ကိုကဘာလုပ်ရမလဲဆိုရင်เนาะ adjustment ပြန်လုပ်ရမှာဖြစ်တယ်ပေါ့เนาะအဲ့အရင်ကဒါဆိုရင်လေပြဒီအကောင့်ကိုပြန်သွားမယ်အရင်ကဘလို့သွင်းခဲ့တယ်လဲ electricity expense မှာအရင်လည်းဒီမှာเนาะမှာ3နဲ့မှ50ဖြစ်တဲ့ခါကျတော့ဒီမှာ3နဲ့မှ50เนาะအကောင့်ပေးပဲမှာ credit size 350ဆိုပြီးသွင်းခဲ့တယ်ပေါ့နော်အခုကဘာဖြစ်လဲဆိုတော့ကိုဒီမှာသွင်းခဲ့တာဒီ350ပဲရှိရယ်ကိုတကယ်ပေးလိုက်ရမှာဘယ်လောက်ပေးရမလဲဆို3နဲ့မှ80ပေးရမှာ30กว่าနေရယ်နော်ဒီ30ကဘာလဲဆိုလို့ရှိရင်တော့သူဒီ expand တွေကိုတိုးစေရယ်ဆိုကြမို့ debit size မှာ30ပေါင်းလိုက်တယ်နော်အဲ့ဒါပြီးသွားတဲ့အချိန်ကျတော့နော် cash ကိုတကယ်ပေးလိုက်ရတယ်နော်ပေးလိုက်ရတာဘယ်လောက်ပေးလိုက်ရလဲဆိုလို့ရှိရင်တော့380ပေးလိုက်ရတယ်380ဒီ cash သုံးမဟုတ်ဘဏ်ပေါ့နော်ငွေထွက်သွားတာဖြစ်တဲ့အကြောင်းမို့လို့ဘယ်မှာထည့်မလဲဆိုရင် credit size မှာထည့်မှာဖြစ်ပါတယ်3နဲ့မှ80ပေါ့နော် credit size မှာလည်းပုံစံရင်းသွင်းလိုက်ငွေကတော့3နဲ့မှ80ပေးလိုက်ပြီးအဲ့တော့ဒီမှာပေးရန်ရှိမှာကြတော့အရှင်ကလည်းဘယ်လောက်ထည့်ခဲ့လဲဆို350ပဲထည့်ခဲ့တာပေးရန်ရှိဒီ350အဲ့ဒါကြောင့်မို့လို့အခုဒီမှာပေးရန်ရှိဟာ350ပဲပြန်နှုတ်ရမှာဖြစ်ပါတယ်တဘောကနှုတ်ရမှာဒီနှစ်ခုဒီပါလဲဆိုခြေလိုက်ရမှာเนาะဒါဆိုရင်တော့ electricity bill ဟာ3နဲ့မှ80ဖြစ်သွားပြီเนาะဒီမှာ cash back ကိုတကယ်ပေးလိုက်ရတာဒီ380ဒီမှာကိုက်သွားပြီပေါ့เนาะအဲ့တော့ဒါကိုလက်ဖြူရဲ့နီးအရာပေါ့เนาะကို adjust လုပ်ထားမှန်လားဆိုတာကိုသိချင်တဲ့အခါကျတော့ဘယ်လိုလုပ်လဲဆိုရင်ရန်3နဲ့မှ50ထပ်ပေါင်းလာတဲ့30เนาะဒီမှာ cash back ဒီဘယ်လောက်လဲဆိုရင်3နဲ့မှ80နဲ့မှ50အနှုတ်3နဲ့မှ50ဆိုရင်နော်အကုန်လုံးကပဲဖြစ်သွားတယ်ဆိုဒီမှာကြည်သွားပါပေါ့နော်ကြည်သွားရဲဆိုရင်ကိုတွက်ထားတာဒီမှန်တယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ထပ် case မှာကြတော့300ပဲကြတော့တယ်ကိုခန့်မှန်းပြီးထည့်ထား300နဲ့မှ50တကယ်ကြလာ300ဒါဆိုတော့ကိုခန့်မှန်းထားတာများသွားတယ် overestimated amount ပေါ့နော်300နဲ့မှ50နောက်300ဆိုတော့ကိုကဘယ်လောက်တောင်မှပို့ပြီးထည့်ထားလဲဆိုရင်50 USD အောင်မှကိုကပို့ပြီးတော့မှเนาะထည့်ထားလိုက်မိတယ်ဒါဆိုရင်တော့ဒီ account လေးပြန်ဆွဲမယ်เนาะဒီမှာဘယ်လောက်ထည့်ခဲ့လဲ300နဲ့မှ50 debit เนาะ account pay တွေမှာ credit ဆိုပြီးတော့မှထည့်ခဲ့တယ်ပေါ့เนาะအခုကကြတော့ဒီမှာဒီ50ကိုလေးပြီး adjust လုပ်ရမယ်ပေါ့နော်ဒီ50အရင်ကကြာ electricity bill မှာ350ထည့်ခဲ့တကယ်တမ်းကြာတာက300ပဲဖြစ်တဲ့ခါကျ50ကိုပြန်ပြီးတော့မှနှုတ်ပေးရမယ်ပေါ့နော်နှုတ်မယ်ဆိုတဲ့ခါကျတော့ expand ကိုရောက်သွားစေတဲ့အကြောင်းမလို့ credit size မှာ50နှုတ်လိုက်တယ်ပေါ့နော်ဒါဒီဘာလဲဆိုရင် cash သို့မဟုတ်ဘဏ်ပေါ့နော်တကယ်ကိုဆောင်လိုက်ရတဲ့ဟာဒီဘယ်လောက်ပေးလိုက်ရလဲဆိုတော့300ပဲပေးလိုက်ရတယ်เนาะငွေဒီ300ပဲပေးလိုက်ရတယ်ဟုတ်ပြီအဲ့ဒါပြီးသွားတဲ့အချိန်မှာကိုပေးရန်ရှိပေါ့နော်တကယ်တမ်းကျမတို့လက်ပြပေးလိုက်ရတာဒီ300ပဲပေးလိုက်ရတယ်ဒါပေမဲ့လို့ပေါ့နော်အကျွေးမှာじゃအကောင့်ပေးတွေပဲဆိုရယ်ပေးရန်ရှိဆိုရယ်အကောင့်ကြီးမှာ300နဲ့မှ50ထည့်ထားတဲ့ကြောင့်ပေါ့အဲ့350စလုံးကိုလည်းပြန်နှုတ်ရမယ်ပေါ့နော်ပြန်နှုတ်ရမယ်ဆို opposite size ဖြစ်တဲ့ debit မှာ350နှုတ်လိုက်တယ်ဒါဆိုလို့ရှိရင်ရပြီပေါ့နော်အဲ့ဒီမှာပြန်စစ်ဖို့အတွက်ဆိုလို့ရှိရင်တော့ expense တွေကိုဒီမှာထည့်လိုက်တယ်နောက်တစ်ခုဒီမှာ access ကဘယ်လောက်လဲ credit size မှာ300เนาะ equation ဒီ
ဘက်မှာပါဆို liability တွေ350အနှုတ်350ဆိုတဲ့ခါကျတော့ဘာဖြစ်သွားလဲဆိုတော့ဒီမှာကကြေးနော်ဒါဆိုရင်တော့ကိုတွက်ထားတာဒီမှန်တယ်ပေါ့နော်ကို table entry မှာစာရင်းသွင်းထားရဲဆိုတာကမှန်တယ်ဆိုပြီးတော့မှပြောလို့ရပါတယ်